Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အိမ်ကအမျိုးသားကကြက်ဥပူတင်နေစားချင်းနေဆိုလို့သူ့ကိုလှုပ်ချွေးဖြစ်ရင်းနဲ့ဖြိုကတခါတည်းဗီဒီယိုလေးရိုက်ပြီးတော့လုံနေလေးကိုသိချင်နေတဲ့သူများအတွက်တင်ပေးလိုက်ပါတယ်ရှင်။ဘာဝင်ဖြစ်စီနေနေလေးနဲ့လုံနေလေးကလည်းလွယ်ကူပြီးတော့ရတာကလည်းတော်တော်လေးကိုကောင်းပါတယ်။ပထမဆုံးဖြိုတို့တခြားရည်လေးကြိုပေးရန်အတွက်ကျုံမဲ့အိုးထဲကိုတခြားထမင်းစားစုံမောင်းအစွန်းစာလောက်နဲ့ရေထမင်းစားစုံနဲ့တစွန်းစာလောက်ကိုထည့်ပြီးတော့ကြိုသွားပေးလိုက်ပါတယ်။ဒီတခြားကဖြောပြီးတော့အယောင်လေးတွေရဲလာတဲ့အထိပေါ့နော်ကြိုသွားပေးလိုက်ပါတယ်ရှင်ဒီပူတေးလုံးနီလေးကတော့အရန်ကိုလွယ်ကူပါတယ်ဖြို့တို့အချိန်လေးနည်းနည်းလေးပေးအောင်ပဲပေါ့နော်နောက်တစ်ခုကပါဝင်ပစ္စည်းကလည်းအရန်ကိုနည်းပါတယ်နော်အရသာကဆိုလို့ရှိရင်တော့အီးဆက်ပြီးတော့အရန်ကိုစားလို့ကောင်းပါတယ်ကြိုသွားလိုက်တဲ့တကြားရည်လေးလည်းရပြီဆိုလို့ရှိရင်တော့ပူတေးထဲမဲ့ခွက်လေးထဲကိုပေါ့နော်ဖြို့တို့ဒီတကြားရည်လေးကိုထည့်ပေးလိုက်မယ်ပြီးရင်တော့ခွက်လေးကိုအခုလိုမျိုးလေးပေါ့နော်တကြားရည်လေးနဲ့နှက်သွားအောင်လို့ထည့်ပေးလိုက်မယ်ပေါ့နော်ပြီးတော့သူ့ခဏပေးဖဲ့ပြီးလို့ရှိရင်ဖြူတော့ခွက်တစ်လုံးထဲကိုတကြားထမင်းစားစုံနဲ့သုံးစုံစာလောက်ကိုထည့်ပေးလိုက်ပါမယ်ပြီးတော့စားလေးနှင်းငယ်ကိုထည့်ပြီးတော့ကြက်ဥသုံးလုံးလောက်ကိုဖောက်ထည့်ပေးလိုက်ပါတယ်ရှင်ပြီးရတဲ့ဖြူကမုတ်တွေမှာသုံးပြနေကြဗန်နီလာနဲ့မွေးရည်လေးနှင်းငယ်ကိုထည့်ပြီးရနဲ့အားလုံးကိုသမတော့အောင်ဝေသွားပေးလိုက်ပါတယ်ဒီတကြားလေးပဲကြော်သွားတဲ့အထိပေါ့နော်ဝေသွားပေးလိုက်ပါတယ်ရှင်ဒီနေ့ထားကတော့လူတစ်ယောက်စာပေါ့နော်တကယ်လို့နှစ်ယောက်စာဆိုလို့ရှိရင်တော့ဒီအချိုးစားထက်ပိုပြီးပေါ့နော်လှုပ်စားပါလို့ချက်ပေးချင်ပါတယ်ဝေသွားလိုက်တာအားလုံးလည်းနှက်သွားပြီဆိုတာနဲ့ဖြို့ကနွားနို့200 ml ကိုကြိုပေးလိုက်ပါတယ်နည်းနည်းလေးစုလာတဲ့အထိပေါ့နော်ကြိုထားပေးလိုက်ပါတယ်ရှင်တကယ်လို့လူ2ယောက်စားလောက်ဆိုလို့ရှိရင်တော့အချိုးစားကိုဒီထက်ပိုပြီးတော့ထည့်ပေးပေါ့နော်ချက်ဥဆိုလဲ6လုံးလောက်ကိုသုံးပေးပါလို့ချက်ပေးချင်ပါတယ်ရှင်ကဲနွားနို့ဦးလေးရဆူလာပြီဆိုလို့ရှိရင်တော့ခဏဖြို့တို့ခလောက်ထားတယ်ဒီချက်ဥခွက်လေးထဲကိုပေါ့နော်ဒီနွားနို့ကိုနည်းနည်းချင်းစီထည့်ပြီးတော့ငွေသွားပေးလိုက်ပါမယ်ရှင်နွားနို့ကိုထည့်သွားလိုက်ငွေသွားလိုက်ပေါ့နော်လောက်သွားပေးလိုက်ပါမယ်နွားနိုးကပူနေတာဖြစ်တဲ့အတွက်ဖြူတို့တိုက်ထက်သွားရင်ပေါ့နော်ဒီချက်ဥလေးတွေကချက်ကောင်တာဆိုရနဲ့ဖြူတို့နွားနိုးကိုခုလိုမျိုးလေးပေါ့နော်နည်းနည်းချစ်စီထည့်ပြီးတော့မှုသွားပေးလိုက်ပါမယ်နော်ကဲမှွေသွားလိုက်တာအားလုံးလည်းသမပြီးတော့နွားနိုးလည်းထဲလို့ကုန်ပြီဆိုလို့ရှိရင်တော့ဖြူတို့ပူတင်းလုံးမဲ့ခွက်လေးထဲကိုပေါ့နော်စကားနဲ့ဒီချက်ဥနှစ်လေးကိုစစ်ချပေးလိုက်ပါမယ်သူ့ရဲ့အသားလေးဆိုလို့ရှိရင်တော့တော်တော်လေးကိုဣတယ်ပေါ့နော်ရသားကလည်းအရန်ကိုကောင်းပါတယ်ရှင်နောက်တစ်ခုကဖီရိုဗနီလာနဲ့မွေးရည်လေးထည့်ထားတော့လေအနက်လေးကလည်းအရန်ကိုမွေးပါတယ်ချက်ဦးဟင်းနဲ့တို့ဘာလို့မရတော့ဘူးပေါ့နော်ပြီးရင်တော့ဒီပေါ်မှာရှိနေတဲ့အမြုပ်လေးနင်းငယ်ကိုလည်းခတ်ထုတ်ပေးလိုက်ပါမယ်နော်အမြုပ်လေးကိုခတ်ထုတ်ပေးရတဲ့ဖြိုးကခဲဘက်လေးနဲ့အပေါ်မှာအုပ်ပေးလိုက်ပါတယ်ဒီနေရာမှာခဲဘက်မရှိရင်တခြား plastic ပဲဖြစ်ဖြစ်ပကံလေးရဖြစ်ဖြစ်ပေါ့နော်ကိုစင်ပြေတဲ့ဟာလေးပေါ်မှာအုပ်ပေးပါလို့ကြံပေးချင်ပါတယ်ပူတင်ခွက်လေးကိုခဲဘက်လေးနဲ့အုပ်ပေးရတဲ့ဖြိုးကရေနွေးကိုအရင်ပူအောင်တဲတယ်ရေနွေးကပပတ်ဆူလာပြီဆိုမှဒီပူတင်ကိုပေါ့နော်ပေါ်မှာတင်ပြီးတော့ပေါင်းထားပေးလိုက်ပါတယ်ဒီပေါင်းတဲ့ချိန်မှာဆိုလို့ရှိရင်လည်းဖြိုးကမအေးအေးလေးနဲ့ပဲပေါင်းထားပေးလိုက်ပါတယ်ရှင်ကဲဒီနေ့ဟာဆိုလို့ရှိရင်တော့ရင်နွေးကတော့တော်တော်လေးပူနေပါနော်ပြီးရင်တော့ဖြိုးတို့မီးလေးကိုရှော့ပြီးတော့ဖုန်းလေးအုပ်ပြီးတော့မိနစ်40လောက်ပေါင်းသွားပေးလိုက်ပါမယ်နော်ပေါင်းသွားလိုက်တာမိနစ်40လောက်ရပြီဆိုလို့ရှိရင်တော့ပူတင်းနှစ်လေးကကြက်မကြက်ဖြိုးတို့ဒီထုတ်လေးနဲ့ပေါ့နော်မုတ်ကိုထိုးဆန်းကြည့်လိုက်ပါမယ်ဖြိုးတို့ထိုးလိုက်တဲ့တုပ်လေးမှာမုတ်နှစ်လေးကကပ်ပါမလာဘူးဆိုလို့ရှိရင်တော့ဖြိုးတို့ရဲ့ပူတင်းလေးကကြက်ပါပြီရှင်ကြက်ပြီဆိုလို့ရှိရင်တော့သူ့ကိုခဏလောက်အေးခန့်ထားလိုက်မယ်အေးသွားပြီဆိုမှဖြိုးကသူ့ကိုပြင်ထုတ်ပေးလိုက်ပါတယ်ရှင်ပြင်ထုတ်တဲ့ချိန်မှာဆိုလို့ရှိရင်တော့ဖြိုးကဒီပူတင်းနဲ့ဒီခွက်နဲ့မကက်ရအောင်ပေါ့နော်ဓားလေးနဲ့တေချာလေးဓားရလေးပေးလိုက်ပါတယ်ခုလိုမျိုးလေးပေါ့နော်ရပြီးတော့ဖြိုးတို့စားမဲ့ခွက်လေးတွေကိုထည့်ပေးလိုက်ပါမယ်ကြည့်ပါဦးချစ်စရာလေးပေါ့နော်သူရဲ့အသားလေးရဆိုလို့ရှိရင်အေးလေးနဲ့အရန်လည်းစားလို့ကောင်းပါတယ်ကဲခုဆိုလို့ရှိရင်တော့လွယ်ကူယူရှင်းပြီးတော့အရန်နဲ့မှစားလို့ကောင်းတယ်ပြိုးတို့ရဲ့ချက်ဥပူတဲ့အေးလေးရတော့စားဖို့အစစ်အဖြစ်နေပါပြီရှင်စားလို့လည်းအရန်ကောင်းပြီးတော့လုံနေလေးရလည်းလွယ်ကူတာမို့ဒီဗီဒီယိုလေးကအားလုံးအတွက်အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ရှင်ဒီနေ့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနော်ဒါဆိုဖြိုးနဲ့ဗီဒီယိုတက်တယ်မှာပြန်ဆောင်ကြမယ်နော်အားလုံးပဲဘိုင်